ဟိုဒီအိုင်ရှဲတော့ကဘယ်လောက်လဲဟိုဝယ်စရာ1000ပါဟိုကျွန်တော်တို့လေဒီကိုလာရောက်ရတာဆိုတော့9000တော့ပို့ပေးပါအမလီ9000လေးများအေးစီ2000ပေးလိုက်မယ်2000တရတော့ဖိုးထူးတို့တွေကသူတို့ရွာနောက်မှာတယောက်တည်းနေတဲ့အဖွားမြတ်ရင်ကိုရောက်လာခဲ့ကြတယ်မိဝိုင်းကဖွားမြတ်ရင်ဖွားမြတ်ဟေးဖွားမြတ်ရဒီမှာကွထင်းမုံနာမှာအော်ဖွားမြတ်ရဟိုနားမှာပဲဒီလိုနဲ့ဖိုးထူးတို့လေအဖွားမြတ်ရှိနေတဲ့ထင်းမုံနာကိုသွားလိုက်ကြတယ်ထင်းမုံနာကိုရောက်တော့အဖွားမြတ်ကထင်းတွေကောက်နေအောင်မြင်လိုက်ရတာပါဟာဖွားမြတ်ထင်းတွေကိုတော့ယူလာခဲ့ပေးပါမယ်ဟုတ်တယ်ဘွားရဲ့ဒါသမီးတို့အိမ်ထဲမှာပဲသွားဆောင်ကြမယ်နော်အေးကွယ်ကျေးဇူးပါပဲဒီလိုနဲ့မိဝိုင်းလေးအဖွားမြိုင်ကိုတွဲပြီးတော့အိမ်ထဲကိုဝင်သွားလိုက်တော့တယ်တော်ဘောကငပိန်ငါလည်းကူပေးမယ်လေအေးတယောက်နည်းနည်းစီတဲကြတာပေါ့အိမ်နောက်တော့ပိုးထူးတို့3ယောက်သားလေးထင်းလေးနဲ့စီတဲပြီးတော့အဖွားမြိုင်အိမ်နောက်ကိုဝင်သွားကြတော့တယ်ဒီလိုနဲ့ပိုးထူးတို့လည်းအဖွားမြိုင်ရဲ့အိမ်ခန်းရှိမှဝင်ထိုင်လိုက်ကြတယ်ပိုးထူးကဖွားမြိုင်ဟိုသားတို့ထင်းနေအများကြီးကိုအိမ်နောက်ဘက်မှာထားပေးထားတယ်ဗျခဏနေရင်လဲခတ်သွားပေးပါမယ်အေးကွယ်မြီးလေးတို့လာကူပေးလို့ကျေးဇူးတင်ပါတယ်မဟုတ်တာပဲဘွားရဲ့သမီးတို့ကရင်ထဲကလာကူပေးတင်တာပါသမီးတို့နောက်ကျမှသိပြီလာခဲ့ရလို့စိတ်မကောင်းပါဘူးစိတ်မကောင်းမဖြစ်ပါနဲ့မြီးလေးတို့ရဲ့ဖွားဖွားကစုံကိုပြုတ်ထားရရှိအဲ့ဒါကျွေးမယ်နော်ရပါတယ်ဘွားရဲ့သားတို့ကအိမ်ကနေထမင်းစားလာခဲ့တယ်သားကဗိုက်စားတယ်ဘွားသားအိမ်ကနေဘာမှစားမလာရဘူးအေးကွယ်ဒါဆိုရင်ခဏလေးစောင့်နော်အဲ့လိုပြောပြီးအဖွားမြိုင်ကနောက်ဖေးကိုဝင်သွားခဲ့တော့တယ်မိဝိုင်းကတူပေါ်တို့ကတော့ငက်ပြီငါတို့အဖွားမြိုင်ကိုကူဖို့လာတာနော်အဲ့ဒါလေးတတိယအောင်သိပါရဲ့ဒါမဲ့လူကြီးတွေကြွေးတော့မငင်းသိဘူးလေအေးပါစအင်ဂျင်နီကိုဟိုကြည့်တီကြည့်ရှောက်ကြည့်နေတဲ့ဖိုးတူကငပိန်ဖွားမြိုင်ကအပေါက်ပြဲတွေနဲ့ဖြစ်နေပြီဟာအေးနော်အိမ်ကပြန်မြင်သိနေပြီတို့တွေဘယ်လိုလုပ်ကြမလဲဒါဆိုဖွားမြိုင်ကိုပြန်မြင်ပေးကြမလားကောင်းတာပဲဒါဆိုအိမ်မြင်ပေးဖို့ပစံကိုဘယ်ကသွားရှာကြမှာလဲဟာငပိန်အဲ့လိုပြောနေတော့ဖွားမြိုင်ကကစုံပြုတ်ပကံကိုကင်ပြီးတော့ပြန်ရောက်လာခဲ့တယ်ကဲမြင်းလေးတို့ရေကစုံပြုတ်စားကြပါအောင်ဟုတ်ကဲ့ပါဖွားအိမ်နောက်တော့ကော်လုံးကဖွားမြိုင်ကျွေးတဲ့ကစုံပြုတ်ကိုအဘတရစားလိုက်ကြတော့တယ်ဝါဖွားမြိုင်ကျွေးတဲ့ကစုံက